furniture တကားတွေတက်တဲ့အခါပေါ့ပေါ့ပါပါတိတိကျကျနဲ့ C1 C2 C3 ပတ်တာတွေကိုဖောက်ပေးနိုင်မဲ့အထိုင်လေးနှစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမတစ်မျိုးကတော့ကျွန်တော်ဒီပစ္စည်းလေးပဲဖြစ်ပါတယ်ဗျဒီပစ္စည်းလေးကကျွန်တော်ပတ်တာဖောက်တဲ့အထိုင်လေးပဲဖြစ်ပါတယ်ဒီအောက်ကိုတော့ကျွန်တော်အလူမီနီယံနဲ့ပြုလုပ်ထားပြီးတော့အပေါ်ကတော့ညှက်ကလေးကတော့တန်နဲ့ပြုလုပ်ပေးထားပဲဖြစ်ပါတယ်သူ့မှာကျွန်တော်ဒီလိုအပေါ်ပစ္စည်းအနေနဲ့စူးသွားတစ်ချောင်းပါတယ်ပြီးတော့စူးသွားအသေးလေးနှစ်ချောင်းပါပါသေးတယ်ဒါလေးကတော့ကက်တုံးလေးပဲဖြစ်ပါတယ်ဗျဒီပစ္စည်းလေးကဈေးနှုန်းကတော့ကျွန်တော်တို့9000ကျပ်ပဲဖြစ်ပါတယ်ဗျနောက်ထပ်တစ်မျိုးကတော့ကျွန်တော်တို့တန်အထူနဲ့ပြုလုပ်ပေးထားပြီးတော့သူ့မှာလည်းစူးသွားသေးတစ်ချောင်းပါပါသေးတယ်ဗျနှစ်ခုလုံးက local မှာဝယ်ယူလို့ရနိုင်တဲ့ coin နဲ့မတူဘဲနဲ့ quality အရန်ကောင်းပြီးတော့အသုံးရတာချင်းကအတူတူပါပဲဗျဒီပစ္စည်းလေးရဲ့ဈေးနှုန်းကတော့ကျွန်တော်တို့9000ခွဲပဲဖြစ်ပါတယ်ဒီပစ္စည်းလေးနှစ်ခုလုံးကပေါ့ပေါ့ပါပါလှင်လင်းမြဲမြဲနဲ့လွယ်လွယ်ကူကူအသုံးပြုလို့ရတာဖြစ်လို့ furniture သမားတိုင်းရှိထားတဲ့ပစ္စည်းလေးလည်းဖြစ်ပါတယ်ဗျမှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ် 1CH Space Messenger မှာလည်းလာရောက်ဆက်သွယ်မှာယူလို့ရပါတယ်ကိုယ်တိုင်လာကြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရုံးလိပ်စာလေးတင်ပေးထားပါတယ်ကျေးဇူးတင်ပါတယ်နိုင်လင်းစောပါ